အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဗီဒီယိုမှာတော့တရေခေါ်ရပါမယ်သူကတော့ဒီလိုကျွန်တော်တို့ဒီလိုချက်ချက်လို့တော့ပြီးလို့ရှိရင်တော့ yes no ပြီးချာလီတရေကိုချက်ရခေါ်ချင်တရေခေါ်ပြီးလို့ရှိရင်ဝေဖန်နေကျွန်တော်မုံလေးရခေါ်ပြီးရှိအမဖျောင်းတိုင်တော့မထွန်းလေးရပြီးရင်မှာဘောပင်ကြကြနော်ဒါဆိုပြီးပြီဟုတ်ကျွန်တော်မယုံလို့စားချင်တခေကိုဖြစ်လာအဲကျွန်တော်တို့ခုဆိုလက်စလင်းကျွန်တော်တို့လက်စလင်းလွင်အခန်းထဲမှာဗျ9:50တော့ရှိပဲကျွန်တော်တန်ငယ်ချင်းကဒီမှာကျွန်တော်တန်ငယ်ချင်းသူကရက်သိမ့်ရထားနေတာဗျနော်ဘာတော့မဖြစ်ပါဘူးဗျတရေခေါ်လာကျန်းလာဆိုတော်တော်လေးကျန်းပါတယ်နော်မယုံလို့ရှိရင်ခဏလိုလဲဒီလုံးကြည့်လို့ရပါတယ်ဗျသူလို့ရတယ်ရုပ်ရှင်ရကွာပထမဦးဆုံးကမှဒီမျိုးနော်โอเคဟိုဆက်ဆက်လိုက်ဒီမျိုးနဲ့ဒီမျိုးလောက်ပါဒီနောက် yes no ဟိုဒီနော်မှာကိုကြိုက်ရဒီမျိုးလောက်ရမှာနော်ဒီမျိုးမရပြီး yes no လို့ဒီရနာမှာကိုခေါ်ချင်တရေနာမယ်ထဲလိုက်ဖြောင်းနိုင်ထွန်းတော့ပိုကွာဘာပြောတော့တကယ်စင်းဒါပေမဲ့အနာတဲ့တော့အကုန်လုံးရလာကျွန်တော်လောက်ကြအနာတဲ့လိုက်ရလာတကယ်လည်းပြီးတယ်ဗျဘောပင်တစ်ချောင်းဒီလိန်ချတယ်ပြီးလို့ရှိရင်အရုပ်ကိုလည်းပြစ်ချတယ်ကျွန်တော်တို့ကတော့အခုတော့ဖြေလိုက်လက်စလင်းက9:50မိနစ်တော့ရှိတာကြာတော့တာတော့ကျွမ်းနေပြီတော့ကျွန်တော်တင်လေးလိုက်ရပါတော့ခင်ဗျားတို့မယုံလို့ခေါ်ချင်တဲ့ခေါ်ပါကျွန်တော်ကတော့ယုံလို့ပြောတာပါကျွန်တော်တကယ်ချင်းနာမည်တော့ရက်ပန်တွန်းပြပါတယ်ကျွန်တော်ကညီလေးပေါ့နော်တကယ်ဖြစ်ပါတယ်လို့ပြောလိုက်ပါဒမ်ဘရိုဟဲလေတကယ်ဖြစ်ပါတယ်ဒန်တကယ်လို့ဖြစ်ပါတယ်သမီးလည်းရတယ်ဝေဖန်လည်းရတယ်ကြက်သားလည်းရတယ်ဒီတွေးဒီပါတယ်မလို့ကျွန်တော်တို့ခေါ်တယ်လို့ပဲခေါ်လို့ရတယ်ကျွန်တော်တို့ဆိုမှခေါ်ရတာနော်ခေါ်လို့ပြီးပြီကိုတော့တိတ်တော့ပြောရမှာတော့ချွေးတော့ပြန်နေရဗျဒီမှာကြည့်စပင်မိုးကြီးလို့ဆိုခေါင်းနေရဗျနော်ကြောက်စရာကြီးโอเคကျွန်တော်နောက်တစ်ပုတ်မှာပြန်တွေ့ပါမယ်ခင်ဗျားတို့လည်းအားလုံးစွန့်ကြည့်နေရဗျโอเคဘာဖြစ်လို့ဆိုတော့ဘာမှတော့မဖြစ်ပါဘူးဒါပေမဲ့ရှင်တော့ကြောက်စကွာကျွန်တော်တကယ်ချင်းဟိုဘယ်နဲ့ပြန်ထားတာညက်တကောင်ချာโอเคတနိုင်ခွဲအဲ့ဒါကျကျွန်တော်လမ်းမှာလမ်းထောက်ချောင်းမှာပေါ့လမ်းထောက်ချောင်းမှာနော်တနိုင်